ဒီလိုနေရာရှိရတယ်မဲဆောက်မှာပါပဲဒါလည်းမဲဆောက်မှာပါပဲငါစကျွေးလို့ရတယ်မဲဆောက်မှာပါပဲအိုးဒီဘောထိတက်လာကြဘာလာလုံးကြရလဲငါကန်ကြီးရှိရနေရတယ်မဲဆောက်မှာပါပဲဒီလိုမျိုးလှပတဲ့နေရာရှိရတယ်ဒီnói rằng đã lên mẹ xong mà vậy ta မဲဆောက်ပင်နေရာမှာရှိလဲဆိုတာသိကြလားသိကြရဲ့ comment တွေမှာရေးခဲ့ကြပါဦးရောက်ဘူးရဲ့လူတွေလည်းတပ်ပုံလေးမှန်ခဲ့ကြပါနောက်နေ့ vlog လေးတင်ပြပါမယ်